Sepah Navy, Iran's Islamic Revolutionary Guard Corps Navy. From now on, all navigating through the Strait of Hormuz is forbidden. No ship in every type is not allowed to pass from the Strait of Hormuz till next notice. This is Sepah Navy, out. Trump ရဲ့48နာရီရာဇသံ almost ရေလက်ကြားပိတ်ဆို့မှုနဲ့မြန်မာစီစည်းကိုအပေါ်ရိုက်ခတ်မှုများကမ္ဘာမြေပုံရဲ့တနေရာပါရှန်ပင်လယ်ကွေ့နဲ့အိုမန်ပင်လယ်ကွေ့ကြားမှာကျင်းမြောင်းတဲ့ရေလမ်းကြောင်းကလေးတစ်ခုရှိပါတယ်။ဒါကိုတော့ Hormuz လို့ခေါ်ပြီးအဲ့ဒီရေလက်ကြားဟာကမ္ဘာစီးပွားရေးရဲ့အသက်ရှူပေါက်လို့တင်စားကြပါတယ်။ဒါပေမဲ့ဒီအသက်ရှူပေါက်ဟာဆိုရင်ယခုမှတော့ပိတ်ဆို့ခံထားရပါပြီ။ Donald Trump ရဲ့48နာရီရာဇသံမလိုက်နာဘူးဆိုရင်အီရန်ရဲ့စွမ်းအင်ရန်တရားကြီးကိုပြဖြစ်အောင်လုပ်ပစ်မယ်ဆိုတဲ့ကြုံးဝါးတဲ့နေကြောင်းကမ္ဘာလုံးနဲ့မကပဲကျွန်တော်တို့မြန်မာနိုင်ငံအထိပါရိုက်ခတ်မှုတွေရှိလာပါတယ်။အဲ့ဒါကတော့ Donald Trump နဲ့အီရန်ပေါ်မှာတုံ့ပြန်လိုက်တဲ့ရာဇသံနဲ့ Hormuz ရေလက်ကြားပိတ်ဆို့မှုကိစ္စပဲဖြစ်ပါတယ်။48နာရီအတွင်းရေလက်ကြားကိုအပြည့်အဝပြန်မဖွင့်ပြီးအီရန်ရဲ့အကြီးဆုံးလျှက်စစ်ဓာတ်အားပေးစက်ရုံတွေကိုပြဖြစ်အောင်လုပ်ပစ်မယ်ဆိုတဲ့ Trump ရဲ့စကားဟာကမ္ဘာရေနံဈေးကွက်ကိုရင်မဟုတ်ပဲကျွန်တော်တို့မြန်မာပြည်ကစီဆိုင်နေရှိမှာတန်းစီနေရတဲ့အထိရိုက်ခတ်မှုရှိလာပါတယ်ဒီကနေ့ဗီဒီယိုမှာတော့ဒီပရိပခတွေရဲ့နောက်ဆုံးအခြေအနေနဲ့ကျွန်တော်တို့မြန်မာပြည်သူတွေလက်တွေ့ရင်ဆိုင်နေရတဲ့စီစဉ်နှုန်းကြရက်တွေအကြောင်းကိုအသေးစိတ်ဆွေးနွေးသွားပါမယ်ဖြစ်စဉ်ကတော့အီရန်ကကမ္ဘာရေနံလမ်းကြောင်းရဲ့အသက်သွေးကြောဖြစ်တဲ့ Hormuz ရေလက်ကြောင်းကိုပိတ်လိုက်တာကနေစတာပါဒါကို Trump ကလက်မခံပဲ48နာရီအတွင်းပြန်ဖွင့်မှုရာဇသံပေးခဲ့ပါတယ်။ဒါပေမဲ့နောက်ဆုံးရရှိခဲ့တဲ့သတင်းတွေအရ Trump ဟာဒီရာဇသံကိုနောက်ထပ်9ရက်ထပ်တိုးပေးလိုက်ပြန်ပါတယ်။အီရန်ဘက်ကဆွေးနွေးလိုတဲ့အရေးအယောင်ရှိလာလို့ဆိုပြီးအချိန်ပေးလိုက်တာဖြစ်ပါတယ်။ဒါကြောင့်လေလက်ရှိမှာတော့စစ်ပွဲဖြစ်လာမလားငြိမ်းချမ်းသွားမလားဆိုတော့ဒီကမ္ဘာလုံးကရင်တော်မနဲ့စောင့်ကြည့်နေရတဲ့အခြေအနေပါ။ကျွန်တော်တို့တွေဘာလို့ဒီရေလက်ကြားအကြောင်းကိုသိထားဖို့လိုတာလဲဆိုရင်ဒီနေရာဟာကမ္ဘာရေနယ်ရဲ့9ပုံတစ်ပုံဖြတ်တန်းတဲ့တစ်ခုတည်းသောနေရာဖြစ်လို့ပါ။ဒီလမ်းကြောင်းကြီးပိတ်သွားပြီဆိုတာနဲ့ကမ္ဘာရေနံဈေးဟာလည်းတားဆီးလို့မရအောင်ခုန်တက်သွားခဲ့ပါတယ်။အခုဆိုရင်ကမ္ဘာရေနံဈေးဟာတစ်စီကိုဒေါ်လာ120အထိရောက်ရှိနေပါပြီ။ဒါဟာနိုင်ငံတကာလေကြောင်းလိုင်းတွေမဟုတ်ပဲကုန်စည်ပို့ဆောင်ကားတွေကိုပါများပြားစွာထိခိုက်စေပါတယ်။ကမ္ဘာရေနံဈေးတက်တာနဲ့အတူကျွန်တော်တို့မြန်မာပြည်မှာလည်း92တလီတာ3600ကျော်အထိမြင့်တက်လာတာကိုလည်းအားလုံးသိကြမှာပါ။ဒါပေမဲ့ဈေးတက်တာထက်ပိုဆိုးတာကဝယ်ရခက်နေတာပဲဖြစ်ပါတယ်။အခုဆိုရင်မြို့ကြီးတွေမှာတနေ့ကိုစီ1000မိုးပဲဝယ်လို့ရပြီးကျူအာစနစ်နဲ့တန်းစီနေရပါတယ်။ဆိုင်ကယ်သမားတွေဆိုရင်9000ပိုးပဲရပါတယ်။လူတိုင်းအနေနဲ့စီဆိုင်တွေမှာနိုင်ပေါင်းများစွာတန်းစီနေရတဲ့ဒုက္ခကိုခံစားနေရတာပါ။အပြင်ဈေးကွက်မှာဆိုရင်လည်း1လီတာကို1000အထိပေးဝယ်ရတယ်လို့သတင်းတွေထွက်နေတာကြောင့်အခြေခံလူရန်စားတွေအတွက်တော့တော်တော်လေးအကျက်တဲဖြစ်နေပါတယ်။စီဈေးတက်တာဟာကားဆိုင်ကယ်မောင်းသူတွေတင်ထိခိုက်တာမဟုတ်ပါဘူး။တည်ယူပို့ဆောင်ရေးဈေးရိတ်တွေပါတက်လာတာဖြစ်လို့စံဈေးစီဈေးနဲ့အခြေခံကုန်ဈေးနှုန်းတွေပါလိုက်တက်လာတာကိုပြည်သူတွေအနေနဲ့ရင်ဆိုင်နေရပါတယ်။တာဝန်ရှိသူတွေဘက်ကတော့စီအလုံလောက်ရှိတယ်လို့ဆိုရပေမဲ့လက်တွေ့မှာပြည်သူတွေဟာနေပူထဲမှာနိုင်ပေါင်းများစွာတန်းစီနေရဆဲဖြစ်ပါတယ်။ Trump ရဲ့9ရက်တာရာဇသံကုံဆုံးသွားတဲ့အခါအခြေအနေတွေပိုကောင်းလာမလားဒါမှမဟုတ်ပိုဆိုးသွားမလားဆိုတာလဲစိုးရိမ်စရာအခြေအနေတစ်ခုဖြစ်နေသေးပါပဲအခုလိုစစ်ပွဲတွေအာဏာနဲ့အကျိုးစီးပွားတွေကြားမှာအမြဲကြားညက်နေရတာကတော့ပြည်သူတွေပဲဖြစ်ပါတယ်ကျွန်တော်တို့ကြုံတွေ့နေရတဲ့အခက်အခဲတွေဟာရေနံစီတွေပိတ်ဆို့ခံရတာထက်ပိုပါတယ်ဒါဟာတာမန်ပြည်သူတဦးချင်းစီရဲ့အခြေခံလူမှုဘဝတွေလုပ်ငန်းခွင်နဲ့မိသားစုတွေရဲ့စားဝတ်နေရေးတွေကိုပါပိတ်ဆို့ဖျက်တောက်လိုက်တာပါ Trump ရဲ့9ရက်တာရဲရွှေဆိုင်မှုကုံဆုံးသွားတဲ့အခါမှာကမ္ဘာခေါင်းဆောင်တွေကတော့သူတို့ရဲ့အကျိုးစီးပွားအတွက်စပွဲဝိုင်းပေါ်မှာဆွေးနွေးကြပါလိမ့်မယ်။ဒါပေမဲ့ကျွန်တော်တို့ပြည်သူတွေကတော့မနှက်ဖြန်စီဆိုင်ရှေ့မှာဘဏ္ဍာနာကြီးကြအောင်ထပ်ပြီးတန်းစီရအောင်မလဲဆိုတဲ့စိုးရိမ်စိတ်နဲ့ပဲအိတ်ဆက်နေရအောင်ပါ။သင်တို့ရောလက်ရှိမှာစီဝယ်လို့ရတဲ့အခက်အခဲတွေကုန်စည်နှုန်းတက်တာတွေနဲ့ပတ်သက်ပြီးဘယ်လိုမျိုးခံစားနေရလဲ။မြို့တွေပတ်ဝန်းကျင်တွေမှာရောအခြေအနေတွေဘယ်လောက်ထိဖြစ်နေလဲဆိုတာကိုကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးသွားပါအောင်။အခုလိုလက်တွေ့ဆန်တဲ့အမှန်တရားတွေနဲ့အဖြစ်အပျက်တွေကိုဆက်လက်ကြည့်ရှုဖို့အတွက်ကျွန်တော်တို့ channel ကိုလည်း subscribe လုပ်ထားပေးဖို့ဖိတ်ခေါ်ချင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါအောင်မယ်။ကျေးဇူးတင်ပါတယ်။